1949ခုနှစ်ကဖြစ်ရတဲ့ခုကိုမေ့ချလို့မရပါဘူးရှင်။ကျမတို့မြန်မာနိုင်ငံကြီးကိုဗြိတိရှနဲ့ဖက်စစ်ဂျပန်တို့ကလာရောက်ဆုံးဖို့ခဲ့ကြတဲ့အချိန်လေးရှိခဲ့ပူပါတယ်။အဲဒီတော့ကဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံကြီးကနိုင်ငံရေးစီးပွားရေးလူမှုရေးစတဲ့အဖက်ဖက်ကနေရှုံးနေမှုတွေကိုခံစားခဲ့ရပါတယ်။အဲ့လိုမျိုးခက်ခဲတွေစားကနေပဲဖိုးချုံအောင်ဆန်းတဲ့ကွာအာဇာနည်ခေါင်းဆောင်ကြီးတွေကမစောမနဲ့ကြိုးပမ်းပြီးမြို့နယ်တွေကိုအများကြီးပေးသွားခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။အဲ့ဒီအချိန်တုန်းက1949ခုနှစ်ဇူလိုင်လပေါ့ကျမတို့မြန်မာနိုင်ငံကြီးဟာဗြိတိရှနဲ့အောက်မှာတက်ပြောင်းဝင်နေရတဲ့အချိန်ပေါ့ရှင်။ဖိုးချုံအောင်ဆန်းကတောင်တန်းပြည်မှာမခွဲခြားပဲမြို့နယ်ရေးပေးရန်စာချုပ်ဖြစ်တဲ့အောင်ဆန်းအက်ဒီစာချုပ်ကိုချုပ်ဆိုပြီးရဲ့ချိန်မြန်မာနိုင်ငံကြီးမြို့နယ်ရေးရဖို့လက်ခံလို့ပေါ့ရှင်။အဲ့ဒီနေ့ရောကရန်ကုန်မြို့ကြီးကပုံမှန်လိုပဲလက်တက်နေခဲ့ပါတယ်။ဒါပေမဲ့လည်းမကြခင်ဖြစ်လာတော့တဲ့ကန်ဆုံးမှုကြီးကိုညှို့ဆုံနေတဲ့နောက်ကားမေကြီးဟာအမှားပြကြလို့နေပြီးမိုးသားတိုင်နဲ့ပြုံးမြင့်ပြည်နယ်တွေကဘုံဖွဲခွာတော့နေခဲ့ပါတယ်။ဘုံကျောင်းအောင်ဆန်းဟာဆိုရင်လည်းအတွင်းဝင်ရောမှာအစည်းအဝေးပြုလုပ်ဖို့အတွက်ဆိုပြီးတော့မြန်မာမျိုးသားပြည်သားရဲ့ဝတ်ဆောင်လေးနဲ့သူ့ရဲ့ကားလေးနဲ့အတူဒီအိမ်ကနေတွင်းဝင်ရောများရှိရာစီကိုထွက်ခွာလို့လာခဲ့ပါတယ်။အတွင်းဝင်ရောကိုရောက်တဲ့အချိန်မှာတော့စည်းဝေးခန်းမထဲမှာရှိရဲ့စပွဲရဲ့ချိန်မှာဝင်ထားလိုက်ပြီးတော့ရှာအာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့နိုင်ငံခေါင်းဆောင်ကြီးတွေကလည်းအသီးသီးရောက်ရှိလာကြပါတယ်။မကြာခင်မှာပဲအစည်းအဝေးစတင်လိုက်ကြပါတော့ရရှင်။အဲ့ဒီချိန်တစ်ဖက်မှာကတော့ကလောင်စောနေနေကနေပြီးတော့ချစ်ကားတစ်စင်းဟာအချိန်ထောင်ပြင်းစွာပဲလမ်းမကြီးတိုင်းမောင်းနေလို့ထားပါတော့တယ်။မိုးဆက်ကိုဖောက်စကားဘလောက်ပဲတားဆီးနေပါစေလူမရုပ်ရဲ့ကြီးတန်းထားတဲ့ကြံစီကိုမတားဆီးနိုင်တဲ့ရှင်းရင်းဖြစ်လို့နေပါတယ်။အဲ့လိုနဲ့ကိုကျော်တို့စီးဝေးလုပ်နေတဲ့အတွင်းဝင်ရုံတွေကိုရောက်တဲ့အချိန်ကတော့အစည်းအဝေးခန်းမလေးကိုတက်သွားပြီးတော့ကိုကျော်ကိုဥတည်ပြီးတက်တဲ့ကျွမ်းဆက်တစ်ခတ်ပါတော့တယ်။အဲ့ဒီရှင်1949ခုနှစ်ဇူလိုင်လ19ရက်နေ့နနက်9:39မိနစ်ခန့်ပါပဲကျမတို့မြန်မာပြည်သူပြည်သားတွေရဲ့အသွင်ရည်တွေထပ်ထပ်ရတော့ကြပါရရှင်။ကိုကျော်အောင်ဆန်းပါဝင်အခြားနိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ကိုကျော်အောင်ဆန်းတခင်များဥပဝင်းကြီးတော်ဦးပါရှုံးမမခိုင်မိုင်းဖို့စော်ဝါဒီဆက်ဆက်ထုံးဦးရာဆန်းတွဲဝဲဦးအောင်မောင်နဲ့ဦးရာဆန်းရဲ့တက်တော်ဆောင်ဖြစ်တဲ့ရဲဘော်ကိုထွေးတို့ဟာတစ်ချိန်တည်းမှာပဲတွဲမြင်ကြခဲ့ရပါရရှင်။ကိုကျော်အောင်ဆန်းနဲ့တကွာအာဇာနည်ခေါင်းဆောင်ကြီးတွေကိုလောက်ကျန်သူဂလောင်ဦးစောကတော့ရဲတွေပလိတ်တွေရဲ့စုံစမ်းစစ်ဆေးမှုပြီးမှသူ့ရဲ့နေအိမ်ကိုတွားရောက်ပြီးဖမ်းဆီးစေတာပြည်သူတွေအားလုံးရဲ့အချိန်မှာကျုံးမဲ့ပြည်တန်းရှောက်မှတ်ခဲ့ပါရရှင်။လောက်ကျန်သူဂလောင်ဦးစောဟာဆိုရင်မြန်မာပြည်သူပြည်သားတစ်ယောက်ဖြစ်ပေမဲ့မိမိတို့နိုင်ငံအတွက်စူးဆောင်နေရကိုကျေးဇူးမသိပဲစာကျွေးရဲ့လက်ကိုပြန်တိုက်တဲ့ခွေးပမာအာဇာနည်ခေါင်းဆောင်ကြီးတွေကိုလောက်ကျန်ခဲ့ကြတာပဲဖြစ်ပါရရှင်။အားကြောင့်ကျမကအာဇာနည်ကရရှိခဲ့တဲ့သင်ခန်းစာအချို့ကိုကျောင်းသားကျောင်းသူများကိုပြန်လည်နှောက်ဝေပါချင်ပါတယ်ရှင်။အာဇာနည်ကရရှိခဲ့တဲ့သင်ခန်းစာတွေကအရေးကြီးဆုံးသင်ခန်းစာတစ်ခုကတော့